အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တတိယဦးမှာ YouTube channel လေးကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မိုးခေါင်ရရှားလွန်းတဲ့အတွက်ကြောင့်မို့နတ်ဘုရားတွေရဲ့ကျိန်းစာတက်နေတဲ့နေရာတစ်ခုဖြစ်လူသားတွေအထင်မှားခဲ့ကြတဲ့ကမ္ဘာပေါ်ကအချောက်သွေ့ဆုံးနေရာတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေဟာကိစ္စတစ်ခုကိုစစ်စစ်ဆက်ဆက်တွေးတော့တက်ပြီးတော့အရာရာကိုစူးစမ်းသိလို့စိတ်ပြင်းပြသူတယောက်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုစကစ်လုပ်မသွားပဲဆက်လက်ကြည့်ရှုနေမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ခင်ဗျအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်နဲ့အတူစူးစမ်းကြည့်လိုက်ကြအောင်လားဗျာကဘာပေါ်မှာရှောက်ထိတ်ဆုံးနေရလို့ပြောလိုက်ပြီးဆိုတော့ ਨੇ မိတ်ဆွေတို့ရဲ့စိတ်ထဲမှာတဲကန္နာရတွေကိုရင်းမြင်မိမှာသိချပါတယ်ဟုတ်ပါတယ်ဒီနေရာဟာအတက္ကမလို့ခေါ်တဲ့တဲကန္နာရတစ်ခုပဲဖြစ်ပါတယ်ဒီအတက္ကမတဲကန္နာရဟာတောင်အမေရိကတိုက်ရဲ့အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာတည်ရှိပြီးတော့သူ့ရဲ့အရှေ့ဘက်မှာရှိတဲ့အမေဆုံတောကြီးနဲ့ဂျာမန်အင်ဒီတောင်တန်းကြီးကစီထားပြီးသူ့ရဲ့အနောက်ဘက်စပိတ်မူဒီယာနဲ့ဂျာမန်တော့အေလီယန်တောင်တန်းကြီးကကာစီလို့ထားပါတယ်တဲကန္နာရတွေဆိုရင် Torres Zone လို့ခေါ်တဲ့ဘာအီကွေတာမြင်းတစ်လျှောက်မှာတည်ရှိကြပါတယ်ထင်ရှားတဲ့တဲကန္နာရတွေဖြစ်ကြတဲ့အာဖရိကတိုက်မှာရှိတဲ့ဆာဟာရာတဲကန္နာရမွန်ဂိုလီးယားနိုင်ငံမှာရှိတဲ့ဘိုဘီတဲကန္နာရအိန္ဒိယနိုင်ငံမှာရှိတဲ့သာတဲကန္နာရဩစတြေးလျတိုက်မှာရှိတဲ့ Great Australia တဲကန္နာရတို့ဟာဆိုရင်နေကင်းဘက်မှာဆိုရင်50 degree Celsius အထိရှိတတ်ပြီးတော့ညကင်းဘက်မှာဆိုရင်တော့0 degree Celsius အောက်မှာရောက်ရှိနေတတ်ပါတယ်ဒီအတက္ကမတဲကန္နာရရဲ့ရမ်းမြအပူရှင်ရဆိုရင်တော့24 degree Celsius ပဲရှိပါတယ်ဒါဟာတခြားတဲကန္နာရတွေနဲ့နှိုင်းယှဉ်လိုက်ရင်ထို့ကနီးပါးလောက်ကျော်နေနေတာကိုတွေ့ရမှာပါအားကြောင့်များတခြားတဲကန္နာရတွေလောက်အပူရှင်မမြင်မပင်းနဲ့အဖအချော့သွေးထုံနေရတခုဖြစ်နေရတာလဲဆိုတာကိုမိတ်ဆွေအနေနဲ့စဉ်းစားမိမယ်လို့ထင်မိပါတယ်ဒါနဲ့သူ့ရဲ့မွေးရင်ရှင်ကိုလေ့လာကြည့်လိုက်တဲ့အခါမှာတော့ဒီတဲကန္နာရရဲ့တစ်နှစ်တာပြန်မြတ်မွေးရင်ရှင်ဟာ50 mm ပဲရှိနေပါတယ်ဒါဟာဆိုရင်နယူးယောက်မြို့ကြီးရဲ့မွေးရတီတရက်တာမိုးရသွန်းတဲ့မွေးရင်ရှင်နဲ့အတူတူပဲဖြစ်ပါတယ်ဒီနေရာမှာတစ်နှစ်တာရွာသွန်းတဲ့မွေးရင်ရှင်ဟာနယူးယောက်မြို့ကြီးမှာတရက်တာရွာသွန်းတဲ့မွေးရှင်လောက်ပဲရှိတဲ့အတွက်ဒီနေရာဟာဘယ်လောက်တောင်များရှောက်သိနေမလဲဆိုတာမိတ်ဆွေတို့အနေနဲ့စဉ်းစားကြည့်လိုက်ကြပါတော့ဗျာဒီလိုရှောက်သိလွန်းတဲ့အတွက်ကြောင့်သူ့ရဲ့မျက်နှာပြင်ဟာအင်္ဂါဂျိုလိုမျိုးအနီရောင်တန်းနေပြီးတော့အာဂါသရုပ်ရှင်ကားတစ်ခုဖြစ်တဲ့2001 A Space Odyssey ဆိုတဲ့ဇာတ်ကားရဲ့စဝင်ခန်းကိုဒီနေရာမှာရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ဆွေအနေနဲ့ဒီနေရာမှာရှေ့ရှားခြင်းနဲ့ဆိုရင်တော့ဒီနေရာမှာရှိတဲ့ရေတလီတာရဲ့တန်ဖိုးဟာဈေးကြီးလာပါတယ်ဆိုတဲ့73စီတလီတာရဲ့တန်ဖိုးထက်ဆများစွာဈေးပိုကြီးနေမှာသိရှာပါတယ်။မိတ်ဆွေအနေနဲ့စီစေးတဲ့ရေစေးပိုကြီးတဲ့နေရာတစ်ခုမှာရှေ့မရှာခြင်းမလားဗျာ။ဟဲ့စားတာပါ။ဒီလိုလွန်လွန်ကြီးကြီးမိုးခေါင်ရေရှားလွန်းတာကြောင့်သိပ္ပံပညာတွေမထွန်းကားခင်အချိန်ကလူသားတွေဟာနတ်ဘုရားတွေရဲ့ကျိန်းစာတဲ့နေရာတစ်ခုဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဒီအရာတွေကိုယုတ်တိကြကြဖြေရှင်းဖို့သိပ္ပံပညာရှင်တွေသုတေသနပြုလုပ်ပြီးဖြေရှင်းထားတဲ့ရှက်သုံးရှက်ကိုကျွန်တော်ဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျ။ပထမဆုံးနံပါတ်1ချက်ကတော့ဒီနေရာရဲ့ဒီနေရာနဲ့လေစီးကြောင်းဒါရိုက်ရှင်ကြောင့်ပဲဖြစ်ပါတယ်။ဒီနေရာဆိုလို့ရှိရင်20 degree နဲ့40 degree လက်တီကျကြားမှာတည်ရှိပါတယ်။ဒီနေရာမှာရှိတဲ့လေစီးကြောင်းဟာဆိုရင်ကျွန်တော်တို့စီမံလိုမျိုးတောင်အရက်တွေမြောက်ရက်တွေကို UTV တိုက်ခတ်တာမျိုးမဟုတ်ပဲအပေါ်ကနေကဘာမြေမျက်နှာပြင်ကို UTV တိုက်ခတ်တဲ့လေစီးကြောင်းဒါရိုက်ရှင်မျိုးဖြစ်ပါတယ်။ဒီလိုမျိုးအပေါ်ကနေကဘာမြေမျက်နှာပြင်ကိုဖိပြီးတိုက်တဲ့လေစီးကြောင်းဒါရိုက်ရှင်ကြောင့်ပဲအတက္ကမတဲကန္နာရရဲ့အနောက်ဘက်မှာရှိတဲ့ပစိဖိတ်သမုဒ္ဒရာရဲ့ရေကူးရင်ငွေတွေဟာအပေါ်ကိုတက်ပြီးငွေရေဖွဲဖို့အခက်အခဲဖြစ်စေပါတယ်။ဒီလိုငွေရေဖွဲဖို့ခက်ခဲခြင်းကြောင့်မုတ်တိမ်တွေမဖြစ်ထွန်းနိုင်ခြင်းဟာဒီနေရာမှာဘုံခေါင်ရခြင်းရဲ့ပထမဆုံးအချက်ပဲဖြစ်ပါတယ်။နံပါတ်2အချက်ကတော့သမုဒ္ဒရာရေစီးကြောင်းတွေကြောင့်ပဲဖြစ်ပါတယ်။ကမ္ဘာပေါ်ကသမုဒ္ဒရာတွေကသူတို့တည်ရှိရာဒီနေရာပေါ်မူတည်ပြီးတော့အပူရှိန်နဲ့လေဖိအားများဝဲပြကြပါတယ်။ဒီလိုမတူညီတဲ့အပူရှိန်နဲ့လေဖိအားတွေကြောင့်သမုဒ္ဒရာရေစီးကြောင်းနဲ့ရေနွေးစီးကြောင်းများကိုဖြစ်ပေါ်စေပါတယ်။ဒီအတက္ကမတဲကန္နာရရဲ့အနောက်ဘက်ကပစိဖိတ်သမုဒ္ဒရာရဲ့ပီရူရေစီးကြောင်းဟာဆိုရင်ရေစီးကြောင်းဖြစ်ပါတယ်။ပစိဖိတ်သမုဒ္ဒရာကျမ်းမြေအောက်မှာစီးဆင်းနေတဲ့ရေစီးကြောင်းဟာကမ်းရိုးတန်းနဲ့ထိတွေ့တဲ့အချိန်မှာအပေါ်ကိုတက်လာပါတယ်။ဒီလိုသမုဒ္ဒရာမျက်နှာပြင်ပေါ်တက်လာတဲ့ရေတွေဟာသမုဒ္ဒရာမျက်နှာပြင်အပေါ်ကလေထုကိုပါအေးမြသွားစေပါတယ်။မိတ်ဆွေအနေနဲ့နွေရာသီနေပူပူမှာကမ်းရပြင်ပေါ်ဖြတ်တိုက်လာတဲ့လေအေးလေးတွေရဲ့အရသာကိုခန်းစားဖို့လဲဆိုရင်ဒီအချက်ကိုနားလည်မှသိချပါတယ်။ဒီလိုအေးမြတဲ့လေထုကြောင့်ပဲ
ငွေရဖွဲ့ဖို့မလုံလောက်တဲ့ရင်ငွေတွေဟာမုံမရနိုင်တဲ့မြို့ခိုးမြငွေတွေအဖြစ်နဲ့ပဲပုံဆိုင်နေတတ်ကြပါတယ်ဒါကတော့ဒီနေရာမှာမိုးခေါင်ရရှင်ရဲ့ဒုတိယအချက်ပဲဖြစ်ပါတယ်နောက်ဆုံးတတိယအချက်ကတော့မုတ်တိန်တွေကိုကာစီးထားတဲ့အတ္တကမတက္ကနာရရဲ့ဖတ်တစ်ချက်စီမှရှိတဲ့တောင်တန်းကြီးတွေကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုရဲ့အစောပိုင်းမှာပြောခဲ့သလိုပဲဒီအတ္တကမတက္ကနာရရဲ့အရှိဘက်မှာရှိတဲ့အမေဇုန်တောကြီးတွေကမိုးတိန်တွေကိုအင်ဒီတောင်တန်းကြီးကကာစီးထားပြီးတော့နောက်ဘက်ကပစိဖိတ်သမုဒ္ဒရာဘက်ကတိုက်ခတ်လာတဲ့မုတ်တုံလီတွေကိုတော့အေလီယန်တောင်တန်းကြီးကကာစီးလို့ထားတာပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကမ္ဘာပေါ်မှာ6သိဆုံးနေရာရဲ့အကြောင်းကိုတိမိခေါမိရှိသွားလောက်ပြီလို့ကျွန်တော်ယူဆပါတယ်ခင်ဗျ။သုံးတိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။